အသက်42နှစ်အရွယ်ဘောလုံးသမိုင်းမှာကစားသမားအများစုအနားယူသွားတဲ့အရွယ်ဒါပေမဲ့ခရစ္စတီယာနို ရိုနယ်ဒိုကတော့ကမ္ဘာအကြီးဆုံးပြိုင်ပွဲမှာဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်ချန်ပီယံလိဂ်5ကြိမ်ယူရိုချန်ပီယံနေရှင်နယ်လိဂ်ချန်ပီယံကမ္ဘာစံချိန်ပေါင်းများစွာသူအနိုင်ရခဲ့ပြီးပါပြီဒါပေမဲ့သူ့ကာရီယာတလျှောက်မရသေးတဲ့အရာတစ်ခုတော့ရှိနေပါတယ်အဲ့ဒါကတော့ FIFA World Cup ချန်ပီယံပါWorld Cup 2026ဟာရိုနယ်ဒိုအတွက်6ကြိမ်မြောက် World Cup ဖြစ်ပါတယ်အသက်42နှစ်အရွယ်မှာတော့ပေါ်တူဂီအသင်းရဲ့ခေါင်းဆောင်ဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်လူအများစုကသူ့ခေတ်ကုန်သွားပြီလို့ပြောနေကြပါတယ်ဒါပေမဲ့ရိုနယ်ဒိုကတော့အိမ်မက်ကိုလက်မလျှော့သေးပါဘူးပေါ်တူဂီအသင်းမှာဘရူနိုဖာနန်ဒက်ဘာနယ်ဒိုဆေးဘာလို့ကမ္ဘာအဆင့်ကစားသမားတွေရှိနေပါတယ်ဒါကြောင့်ပေါ်တူဂီဟာ World Cup 2026ရဲ့အနည်းငယ်ရှိဆုံးအသင်းတွေကတသင်းလို့သတ်မှတ်ခံထားရပါတယ်ဒါဟာခရစ္စတီယာနို ရိုနယ်ဒိုရဲ့နောက်ဆုံး World Cup ဖြစ်နိုင်ပါတယ်နောက်ဆုံးခွင့်ရေးနောက်ဆုံးစိန်ခေါ်မှုရိုနယ်ဒိုဟာဘောလုံးလောကရဲ့အကြီးဆုံးဆုကိုကင်မြောက်နိုင်မလားဒါမှမဟုတ် World Cup Trophy နဲ့လွှဲချော်ခဲ့တဲ့ကနဝင်တစ်ယောက်အဖြစ်သမိုင်းမှာကျန်ရစ်သွားမလား World Cup 2026ကအဖြေကိုပေးသွားမှာပါ